မိုက်ဟင်အဲ့လိုမြင်လဲဟောမဟုတ် ဒီဟိုဘက်အိမ်ကအပြုံးနဲ့ကြိုက်နေရမလားကြိုက်ရင်လည်းတဲ့ပြောနော် မင်းကွာတော်စားမျိုးနဲ့မင်းမဘာတော့သေးဦးပဲ ဒီလိုစကားများအောင်ရှင်းလောက်တာလေ မိုက်ဟင်အဲ့လိုမြင်လဲဟောမဟုတ်ပဲညာလင်းများရမ်းဖြစ်နေရအဲ့ငါကြည့်နေတော်ဆက်တူတော်ခဏဖြစ်တာကြမ်းမအေးဟုတ်တယ်တော်ကြီးတမကိစ္စကြည့်နေတော့လာသွားမယ် ဘာလို့လဲ ဟုတ်တယ်လေရှင်ဟိုဘက်အိမ်ကအပြုံးနဲ့ကြိုက်နေရမလားကြိုက်ရင်လည်းတဲ့ပြောနော် ငါတို့ကဘာဖြစ်နေလို့ ဘာဖြစ်နေလဲဆိုတော့ရှစ်ကိုရှင်တည်ဆုံးဖြစ်မှာပေါ့ အောက်တိအောင် ဟိုဘက်အိမ်ကပြီးပြုံးနဲ့ရှင်နဲ့ကြိုက်တယ်တော့ကျွန်တော်တည်ချင်တယ် ဟောမင်းဘာလျှောက်တော့ကိုဘကကြောက်အောင်အားနာတယ်ကွာမိတော့နဲ့ငါနဲ့ရိုးသားသားခင်တာကွာ ရိုးရိုးခင်တာဖြစ်နိုင်မှာမလားဟိုဘက်ကလည်းဒီဘက်ကိုကြည့်တယ်ဒီဘက်ကလည်းဟိုဘက်ကိုကြည့်အဲ့ရိုးရိုးခင်တာပေါ့ ဟာမင်းငါတို့သေဦးပါနော် ဟုတ်ကြည့်လိုက်လေ အပြုံးငါတွားလိုက်တာကြာရင်ဘာလုပ်နေလဲကူဒီဟောဟိုလေမယားကြီးကြည့်နေရပါစမှာပဲမိုက်ရလဲဟုတ်တယ်ကိုရိုးကိစ္စလည်းမဟုတ်ဘူးအဲ့လောက်ကြည်မြန်ဆက်စုနေတယ်ကြားလာပြီဩဆက်စုနေရမဟုတ်ဘူးသူတို့စကားမဆုံးသေးလို့စကားဆုံးအောင်စောင့်နေတာဟဲ့သူတို့ကဘာပြောနေရတော့ဘာပြောမှလဲမိုက်ရေအဲ့ဒီလက်မယားလေသူမိမတူယောက်ျားမင်းနေတာအေးဘာမင်းရနေနဲ့ငါ့ကိုပြဿနာခဏရှာလေဆိုတာကတဲ့ဟိုဘက်အိမ်ကမိပြုံးမနဲ့နင်းနဲ့ကကြိုက်နေကြလို့ငါ့ကိုရန်ရှာတာလားလို့မင်းနေတာအေးတကယ်လို့အဲ့ဒီမိပြုံးမနဲ့နင်းနဲ့ကြိုက်နေတာဆိုရင်လေတဲ့လက်ထက်ယူမယ်လို့နင်းပါဆက်ကပြောတယ်ငါတရားဝင်ကွာချင်းပေးမယ်တဲ့သူမိမကတူယောက်ျားကိုပြောနေတာအဲ့ဒါကိုတူယောက်ျားကအေးငါမိပြုံးမနဲ့ကြိုက်နေတာမင်းကွာပေးလို့ဘယ်ချိန်ပြောမလဲလို့ကျမစောင့်နေတာမလေးသူကအရေးထဲမှာကြောင်တောင်နိုင်ဖို့အစင်းနဲ့စောင့်နေငါစိတ်ချမ်းသာရလို့ကဲသွားမိုက်သွားမကြိုက်ရင်ကျမတင်ရနိုင်တယ်တော့သွားလိုက်တော့စိတ်ချမ်းသာတယ်လို့နင်းနေတော့